အမြတ်ဆုံးအလှတဲ့လောကမှာရှိသမျှအလှအားလုံးထဲမှာတရားအလှကအနိုင်မဲ့အလှဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တရားအလှထပ်ပို့ပြီးတော့အလှခံပုဂ္ဂိုလ်ကောင်းကျိုးပြုပါတယ်လို့နှိုင်းရှင်စရာအစားထိုးစရာချက်တူပြုစရာတခြားအလှမရှိတော့လို့ပါပဲ။တတဝါတွေကောင်းမှုအကျိုးခံစားရပြီးချမ်းသာပြည့်စုံနေရခြင်းပင်မအကြောင်းတရားကတော့တရားအလှပါပဲတရားအလှမရှိရင်ကုသိုလ်ကောင်းမှုမရှိနိုင်ကုသိုလ်ကောင်းမှုမရှိရင်ကောင်းကျိုးချမ်းသာမရှိနိုင်တဲ့အတွက်အလှအားလုံးထဲမှာတရားအလှဒီတာအကောင်းဆုံးအမြတ်ဆုံးအလှအနှိုင်းမဲ့အလှဖြစ်ရပါတယ်ဗုဒ္ဓဘာသာဝင်မှန်ရင်မလုံးမဖြစ်လို့ရမယ့်ကောင်းမှု10မျိုးထဲမှာဓမ္မဒေသနာဓမ္မဒါနတရားဟောကြားခြင်းဆိုတဲ့ကောင်းမှုတစ်ခုပါဝင်ပါတယ်ဓမ္မဒါနကောင်းမှုဆိုတာဘုန်းကြီးတွေသာလုပ်ရမယ့်အလုပ်မဟုတ်ပါဘူးလူဝိကြောင်တွေလည်းလုပ်ရမယ့်အလုပ်ပါပလင်ပေါ်မှာထိုင်ဟောမှလည်းဓမ္မဒါနမဟုတ်ပါဘူး။သွားရင်လာရင်တရားစကားပြောဆိုတာဟာလည်းဓမ္မဒါနပါပဲ။တရားစာပေပို့ချသင်ကြားတာဟာလည်းဓမ္မဒါနပါပဲ။နှုတ်ကထုတ်ပြောမှလည်းဓမ္မဒါနမဟုတ်ပါဘူး။တရားနဲ့ပတ်သက်တဲ့စာပေရေးသားတာတရားစာအုပ်လူတာတိတ်ခွေလူတာအပြီးမလူတာမှခိတ္တငှားရမ်းတာတရားဟောပြောသူတရားစာရေးသားသူကိုတက်ဆွမ်းသမျှလူအားပစ္စည်းရနဲ့ကုညီထောက်ပံ့တာဒါတွေအားလုံးဟာဓမ္မဒါနတရားအလှတွေကြီးပါပဲအရှင်စန္ဒာဓိကရွှေပါမီတော်ရ